Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကိုယ်တိုင်လှုပ်ရှမ်းမုံကြီးကြီးလေးတုတ်စားပါပြီလွယ်ကူတဲ့လုံဒီလေးကိုပြောပြပါမယ်ပထမဦးဆုံးမုံကြီးလေးတွေကိုရေစင်အောင်ဆေးပြီးတနေလန်းလိုက်ပါတယ်မုံကြီးချင်းတဲဖို့အတွက်အဓိကဖြစ်တဲ့ဆန်မုံလေးကိုအရေးကြိုးပါမယ်ရေနည်းနည်းလေးကိုစူအောင်တဲပြီးရေဖြော်ထားတဲ့ဆန်မုံလေးကိုလောင်းထည့်ပြီးတော့မှအဆက်မပြတ်မွေပေးရပါမယ်ဆန်မုံလေးပြစ်ပြီးဒီနေထားလောက်ရောက်ရင်ကတော့ချပြီးအေးခလိုက်ပါတယ်ဂျင်းလေးကိုပပလေးလွာပြီးထည့်မယ်နေတလန်းပြထားတဲ့မုံကြီးတွေကအခုဆိုရင်အဲ့လို66လေးနဲ့အီလေးဖြစ်သွားပါပြီအပင်တွေကအရန်တုံနေတော့လေးချမ်းလောက်ခွဲပြီးပပမြင်မြင်လေးတွေဖြစ်အောင်ချမ်းလိုက်ပါတယ်ဂျင်းလေးထည့်မယ်စားလေးထည့်မယ်အေးခံထားတဲ့ဆန်မုံကြိုထားတာလေးထည့်မယ်ကဲပါဝင်ပစ္စည်းကတော့အဲ့ဒါပါပဲအဲ့ဒါကိုနေပါမယ်အပန်ကလက်အိမ်မစွတ်ပဲနေရင်လည်းရပါတယ်လက်ကိုပြောင်းအောင်ဆေးပြီးတော့မှမုံကြီးကိုနေမလမ်းပဲနေမယ်ဆိုလို့ရှိရင်အစိမ်းကြီးတွေအများကြီးထွက်လာမှာပါနေလမ်းပြီးနေမယ်ဆိုရင်ကတော့အခုလိုပဲ66လေးဖြစ်ပါတယ်အားလုံးနေပြီးသွားတယ်ဆိုရင်ကတော့တန့်ရှင်းတဲ့ဖန်ပလင်းလေးတွေကိုထည့်ပြီးတော့မှအခုလိုပဲတိတ်လိုက်ပါတယ်ကျွန်မကတော့ရှိတဲ့ဇုံလေးနဲ့ပဲထည့်ပြီးတော့မှတိတ်ပါတယ်အဲ့လိုမုံညင်းချင်းထည့်ပြီးတိတ်တာကတော့ကိုယ်အဆင်ပြေတဲ့ကရိယာနဲ့သုံးလို့ရပါတယ်ဥပမာကြပွေသေးသေးလေးနဲ့တိတ်တာမျိုးပေါ့နော်အဝကျဲတဲ့ပလင်းတို့စင့်အိုးတို့နဲ့တိတ်မယ်ဆိုရင်ကတော့လက်နဲ့ပဲဖိတိတ်လို့ရပါတယ်ကဲဒါမုံညင်းနှစ်ထုပ်ကိုလှုပ်ထားတဲ့မုံညင်းချင်းပါဒီလိုဘူးအကြီးတဘူးနဲ့ဘူးသေးသေးလေးတဘူးရပါတယ်အဲ့လိုတိတ်ထားတဲ့မုံညင်းချင်းပလင်းလေးတွေကို3-4ရက်လောက်ပြစ်ထားလိုက်တဲ့အခါမှာတော့ဒီမှာကြည့်ပါဦးရှမ်းမုံညင်းချင်းလေးရပါပြီကျမကတော့ဒီလောက်အယောင်ပြောင်းလာပြီဆိုလို့ရှိရင်ပလင်းလိုက်ရေခဲတက်တာတွေကိုထည့်ထားလိုက်ပါတယ်အပြင်မှာပဲဆက်ထားတဲ့ဆိုလို့ရှိရင်မုံညင်းချင်းကအချင်ပေါက်ပြီးချင်တစ်ထက်ချင်ပြီးဒီထက်ပိုချင်လာမှာပါရေခဲတက်တာတဲ့ဒီလောက်အနေထားနဲ့ထည့်ထားမယ်ဆိုလို့ရှိရင်အချင်ကတန့်ပြီးတော့မှကြာရှည်အထားခံပါတယ်ကဲတလက်စားတဲ့မုံညင်းချင်းတုတ်စားတာလေးပါပြလိုက်ပါမယ်နော်ကချင်ပြည်နယ်စတိုင်နန်နန်မင်းနဲ့ငရုတ်သီးစိမ်းလေးနဲ့တုတ်ပါမယ်မုံညင်းချင်းလေးတွေကိုထုတ်ပြီးတော့မှပပလေးတွေလွာပြီးတော့မှတုတ်မှာပါနန်နန်မင်းငရုတ်သီးစိမ်းပပလေးလွာပြီးတော့မှစားအနှဲငယ်ကြက်သားမုံအနှဲငယ်လေးထည့်ပြီးတော့မှတုတ်ပါတယ်ရှာမုံညင်းချင်းကိုအဲ့လိုမတုတ်စားပဲနဲ့ကြံမဆိုင်ဟင်းရည်လိုမျိုးငါးနဲ့ဖြစ်ဖြစ်ဝက်သားနဲ့ဖြစ်ဖြစ်ချက်စားလို့ရပါတယ်ရှမ်းခောက်ဆွဲတူဘူးနွေးတို့နဲ့လည်းတွဲဖက်စားသုံးလို့ရပါတယ်အခုလိုလွယ်ကူရိုးရှင်းတဲ့ရှာမုံညင်းချင်းလေးကိုအိမ်မှာပဲကိုလှုပ်စားလို့ရပါတယ်နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်တတား